လီယိုနယ်မက်ဆီနဲ့ဘရိုင်များစွာရဲ့ဆက်ဆံရေးတခုအားလုံးပဲမင်္ဂလာပါခင်ဗျာခရက်တက်ဘာမီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်2006ကနေအခုထိလီယိုနယ်မက်ဆီဟာအက်ဒီတဲနဲ့ဆပ်ပေါ်ဆာချိုးဆိုခဲ့ပြီးအက်ဒီတဲကနေဘောလုံးကဖနာနဲ့အော်အထည်တွေကအစားထုတ်ပပေးပါတယ်2019ရောက်မှာတော့အက်ဒီတဲကလီယိုနယ်မက်ဆီနဲ့တက်စာချိုးဆိုခဲ့ပါတယ်အခုထိလီယိုနယ်မက်ဆီဟာသူတို့ရဲ့ပွဲတွေမှာတက်ရောက်ပေးနေနိုင်ပြီရမှာပါဖက်ဆီ e-sport တို့ brand တွေနဲ့ပုံရိပ်အသုံးပြုခွင့်တွေအတွက်စာချိုးဆိုထားပါတယ်2019မှာတော့သူဟာကိုပိုင်အင်ဂျီ brand တစ်ခုစတင်ထုတ်လုပ်ခဲ့ပါတယ် Messi Store လို့ခေါ်တဲ့ store ကနေလီယိုနယ်မက်ဆီကိုတိုင်စစ်တိုင်းကြရွေးချယ်ထားတဲ့အင်ဂျီဒီဇိုင်းတွေကိုရောင်းချပေးနေပါတယ်ဒီလိုစီးပွားရေးစာချုပ်တွေကြောင့်လည်းလီယိုနယ်မက်ဆီဟာအခုချိန်မှာတော့ခရစ်စတီယာနိုရိုနယ်ဒိုရဲ့နောက်မှာဒုတိယချမ်းသာဆုံးဘောလုံးကစားသမားဖြစ်ရပ်တည်နေပါတယ်လီယိုနယ်မက်ဆီကဒါတွေကြောင့်ပဲနိုင်မြကြီးတာမဟုတ်ပါဘူးသူဟာပရာဟိတလုပ်ငန်းတော်တော်များများကိုလုပ်ကင်ခဲ့ပြီးလီယိုမက်ဆီလို့ခေါ်တဲ့ကိုပိုင်ဖော်ဒေးရှင်းတခုကိုလည်းတည်ထောင်ထားပါတယ်ဒီဖော်ဒေးရှင်းကနေတစ်ဆင့်ကံမကောင်းကြောင့်မလာတဲ့ကင်ဆာဝေဒနာခံစားနေရတဲ့ကလေးငယ်တွေတခြားသောမတန်ဆာကလေးတွေကိုကူညီထောက်ပံ့ပေးနေပါတယ်။တေချာတာကတော့ကဘာပေါ်ကလူသားပေါင်းများစွာကသူ့ကိုလေးစားအားကြကြပါတယ်။သူဟာတည်ကြည်ငြိမ်ငြိမ်နဲ့ရိုးအေးနေတတ်သူဖြစ်ပေမဲ့လည်းသူ့ရဲ့ကွင်းအတွင်းနဲ့ကွင်းပြင်မှာသူမတူတဲ့ဆွမ်းဆောင်ရည်တွေကြောင့်ပဲလီယိုနယ်မက်ဆီဆိုတာနဲ့အားလုံးကသိကြပါတယ်။ကလေးလူကြီးပါမကျန်မိန်းကလေးတွေကအစားလီယိုနယ်မက်ဆီကိုအားကြကြပါတယ်။ခြံထဲမှာဘောလုံးကစားတာပဲဖြစ်ဖြစ်လမ်းပေါ်မှာဘောလုံးကစားတာပဲဖြစ်ဖြစ်ကွင်းထဲမှာဘောလုံးကစားတာပဲဖြစ်ဖြစ်ဘောလုံးကစားတိုင်းငယ်ရွယ်စဉ်ကတည်းကအခုချိန်ထိငါကမက်ဆီဟေးဆိုပြီးအော်ပြီးကစားကြတာဒါကသူ့ရဲ့ကြီးကျယ်မှုပါပဲ။အာဂျင်တီးနားသားတွေအတွက်လည်းသူကအများကြီးလုပ်ပေးခဲ့ပါတယ်။သူကဥရောပမှာအရာအလုံးလုပ်ပြနိုင်ခဲ့တယ်။ဒါပေမဲ့အာဂျင်တီးနားကိုလည်းသူကမမေ့ခဲ့ပါဘူး။ဒီနိုင်ငံအတွက်လည်းသူကကမ္ဘာဖလားကိုရအောင်ယူပေးခဲ့ပါတယ်။ဒါကတော့လီယိုနယ်မက်ဆီရဲ့ဘဝစာချုပ်အပိုင်း19ဖြစ်ပြီးအပိုင်း20ကိုနောက်နေ့မှတင်ဆက်ပေးတော့မှာမလို့သဘောကျရင်လည်းလေးနဲ့ share လေးပါနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ brother တို့က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်အတွက်လည်းဆိုတော့ like channel comment တခုခုဆင်ပေးတာလေးမှတ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီပေးတော့လို့ရပါတယ်။နောက်ပြီးဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာမို့လို့ subscribe လေးပါလုပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်